မြမရွှေစည်းနှုန်းနဲ့အိမ်ချမ်းမြေဈေးကွက်တို့ရဲ့ဆက်ဆက်မှုရေရှည်ရင်းနှီးမြှုပ်နှံလိုသူတွေအတွက်သိထားတဲ့အချက်အနေနဲ့မြန်မာနိုင်ငံမှာရွှေနဲ့အိမ်ချမ်းမြေကလူအများယုံကြည်စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှုများဖြစ်ပါတယ်။ဈေးကွက်အခြေအနေတွေဟာပြောင်းလဲလာသလိုရွှေဈေးနှုန်းနဲ့အိမ်ချမ်းမြေဈေးကွက်ကလည်းအပြန်အလှန်တက်ရောက်မှုရှိနေပါတယ်။ရွှေဈေးမြင့်တက်လာတဲ့အချိန်မှာတော့တချို့ရင်းနှီးမြှုပ်နှံသူတွေကရွှေဘက်ကိုပြောင်းရွှေ့ပြီးတော့ရင်းနှီးမြှုပ်နှံကြပါတယ်။အဲ့ဒီအချိန်မှာအိမ်ချမ်းမြေဝယ်လိုအားတွေကတော့ယာယီအားဖြင့်နှေးကွေးတတ်ပါတယ်။ဒါပေမဲ့မြေကွက်အိမ်တိုက်ခန်းများရဲ့တန်ဖိုးတွေကတော့မကျဆင်းပဲနဲ့တည်ငြိမ်နေတတ်ပါတယ်။အိမ်ချမ်းမြေကရေတိုတွက်မဟုတ်ပဲနဲ့ရေရှည်အတွက်တန်ဖိုးမြင့်တက်နိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ရွှေဈေးတည်ငြိမ်သွားတဲ့အချိန်ဒါမှမဟုတ်ကျဆင်းသွားတဲ့အချိန်မှာတော့ရင်းနှီးမြှုပ်နှံသူတွေကအိမ်ချမ်းမြေဘက်ကိုပြန်ပြီးတော့စိတ်ဝင်စားလာကြပါတယ်။အိမ်ချမ်းမြေတိုက်ခန်းဝယ်ယူမှုတွေကတဖြည်းဖြည်းမြင့်တက်လာပြီးတော့ငွေဖောင်းပွားမှုကိုကာကွယ်နိုင်တဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ်အိမ်ချမ်းမြေကိုရွေးချယ်လာကြပါတယ်။အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံခြင်းရဲ့အားသာချက်ကိုပြောပါဆိုရင်ရေရှည်အတွက်ကိုတန်ဖိုးတိုးတက်နိုင်ခြင်းရှိတယ်။မိသားစုနဲ့နောင်သားတွေအတွက်အသုံးချနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တယ်။ပြီးတော့အိမ်ကန်းတစ်ခုအနေနဲ့ရှိမှဆိုလို့ရှိရင်လေအိမ်ငါးဝင်ငွေနဲ့တစ်ဖက်ကနေပြီးတော့ passive income တွေရရှိနိုင်တယ်ပေါ့နော်။ဒီတော့အကျိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုအတွက်အကြံပြုရမယ်ဆိုရင်ရွှေကိုကာလတိုရင်းနှီးမြှုပ်နှံမှုအတွက်ပဲထားရှိပြီးတော့အိမ်ချမ်းမြေကိုတော့ရေရှည်တန်ဖိုးတိုးတက်စေမဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ်ရွေးချယ်စေလိုပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစာရွက်စာတမ်းပိုင်းနဲ့ဗဟုသုတတွေရောင်းဝယ်ငါစတဲ့ data အချက်အလက်တွေကိုစုံစမ်းသိရှိမေးမြန်းလိုတယ်ဆိုရင်တော့တနင်္ဂနွေရဲ့ hotline နံပါတ်လေးကတော့39945645ဖြစ်ပြီးတော့ကိုယ်တိုင်ကိုကြလာရောက်ဆောင်စမ်းလိုတဲ့မိတ်ဆွေများအတွက်အမှတ်196 35ရပ်ကွက်ပင်လုံလမ်းမကြီးပေါ်ဘရင်နောင်မီပွိုင်းအနီးနောက်တကုံမြို့နယ်ရန်ကုန်မြို့မှာရှိတဲ့တနင်္ဂနွေအိမ်ချမ်းမြေရုံးခန်းကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်